လူသက်သမားကခလုတ်ကိုနှိပ်လိုက်တဲ့အခါစားတောက်ဆန်ရုတ်တရက်ပောက်ကွဲသွားပါတော့တယ်။အဲမှာရှိတဲ့လူတိုင်းတိတ်ဆုံးသွားခဲ့ပြီမြအမျိုးသမီးတစ်ယောက်ကတော့ကံကောင်းထောက်မစွာနဲ့အသက်ရှင်ကျဲခဲ့ပါတယ်။မနာမည်ကလီဆာဖြစ်ပြီးသူမဟာလူသက်သမားရဲ့တကယ်ပြစ်မှန်လည်းဖြစ်ပါတယ်။လူသက်သမားဟာပြုလုပ်ပြီးလို့ထင်ခဲ့ပေမဲ့အန်ဒီယိုမသိသေးတဲ့လီဆာကသူ့စီအကူအညီတောင်းဖို့ချင်းကပ်လာပါတယ်။လူသက်သမားကသူမကိုပြစ်တက်ဖို့အတနဲ့ထုတ်လိုက်တဲ့အချိန်မှာပဲ SO တလုံးပောက်ကွဲသွားပါတယ်။အဲဒီပောက်ကွဲမှုကြောင့်လီဆာတတိထားမိပြီးထွက်ပြေးသွားခဲ့ပါတယ်။လူသက်သမားလိုက်ဖမ်းချိန်မှာတော့သူမပျောက်ကွယ်သွားခဲ့ပါပြီ။တကယ်တော့လီဆာ CIA agent တယောက်ပါမကြခင်မှာပဲဝီလီယမ်ဆိုတဲ့အကြမ်းဖက်သမားနူးရောက်မှရှိတာကိုသူမသိရှိခဲ့ပြီးတိုက်ခိုက်ပြီးတစ်ခုလုပ်ဖို့ကြံစည်နေတာလို့တန်တရားရှိခဲ့တာကြောင့်စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဝီလီယမ်အဲ့လောက်တိသွားတဲ့အခါသူခေါင်းဆောင်စီရင်ခံပြီးခေါင်းဆောင်ကလီဆာကိုတတ်ဖို့လူသမားကိုငားရမ်းခဲ့တာဖြစ်ပါတယ်။လီဆာအနီးကပန်းချံတစ်ခုစီပြေးသွားပြီးသူမရဲ့ထက်လူကြီးနဲ့တွေ့ဆုံခဲ့ပါတယ်။သူမဘေးကင်းပြီလို့ထင်ခဲ့ပေမဲ့အကြမ်းဖက်သမားတွေကသူမရဲ့ထက်လူကြီးကိုလက်ထိုးထားတာကိုတော့သူမမသိခဲ့ပါဘူး။သူမဘယ်မှာစားတောက်နေရဲဆိုတာကိုလည်းပြောပြခဲ့သူကလည်းအဲ့ဒီအထက်လူကြီးပါပဲ။သူကလီဆာကိုလူကိုရနေရတစ်ခုစီခေါ်သွားပြီးတပ်ဖို့တနက်ထုတ်လိုက်ပါတယ်။ကံကောင်းစွာနဲ့လီဆာအချိန်မီတုံ့ပြန်နိုင်ခဲ့ပါတယ်။သူတို့နဲ့အိုယုံဝင်းဆန်ကပ်ဖြစ်နေတော့တနက်ကြီးထွက်သွားပြီးအထက်လူကြီးကိုထိမှန်သွားပါတယ်။လီဆာတယောက်ထိတ်လန့်တုန်လှုပ်နေတော့မှာပဲအထက်လူကြီးကကူညီတောင်းဖို့ကြိုးစားရင်းမျက်နှာမှာလဲကျသွားပါတယ်။နားလူတွေကအဲ့ဒီဖြစ်ရဲ့ဖုန်းလေးနဲ့မှတ်တမ်းတင်ထားလိုက်ကြပါတယ်။လီဆာအချိန်ကိုရှင်းပြဖို့ကြိုးစားနေတော့လူသမားကရုတ်တရက်ထပ်ပေါ်လာပြန်ပါတယ်။သူကတနက်နဲ့ပစ်လိုက်ပြီးမြကြီးစန်းတောက်မှကြံပါတော့လေလီဆာထွက်ပြေးဖို့ကလွယ်ပြီးချာနီလည်းမရှိတော့ပါဘူး။လူသမားချင်းလိုက်မဖမ်းပဲလဲကျနေတဲ့လူစီအေးစီလျှောက်သွားပြီးသူခိုးယူထားတဲ့ကက်ကိုတုံးသွားကားလေးက tracker ကနေစင်လီဆာကိုလိုက်ရှာဖို့စီစဉ်ပါတယ်။